ဒီနေ့တော့ကျွန်တော်တို့ AI နဲ့တော့ပြီးတော့TikTok မှာရှိတဲ့ကြည့်နေကိုမိတ်ဆက်ပေးကြကျွန်တော်မျက်နှာနေနဲ့ AI သုံးလို့ရတယ်ဆိုတော့လာပြပြတာခုခဲ့ရ Okay Skip the main content. Check Google AI Studio web. AI Studio. AI Studio ဝင်လာ 5%. Okay ခဏဆောင်ကျွန်တော်တောင်းလို့ပြလိုက်ပဲကျွန်တော် What's new? လုပ်လိုက်မှာဗျာ Audio content. Data speed. Live audio. Data image. Live audio. ကျွန်တော်မျက်နှာချောချောမမလေးကိုမြင်သွားမှာဆိုလို့ဟာမဟုတ်ပါဘူး Talk to Gemini. Live heading 1. Talk button. ကဲစမယ်နော်1 2 3 go Hello မင်္ဂလာပါခင်ဗျာ ဟုတ်ကဲ့မင်္ဂလာပါဘာကူညီပေးအောင်မယ် ဟိုကလေကျွန်တော်မျိုးနဲ့တခုသိချင်လို့အရင်တော့မြတ်စွာဘုရားရှင်လက်ထက်ကတက်ကတိုင်းဆိုတာ မြတ်စွာ တက်ကတိုင်းဆိုတာဘယ်မျိုးကိုပြောတာလဲအခုခေတ် အော်တီချာမင်းတိုင်းဆိုတာတာဝတင်တာနတ်ပြောတာပါ မဟုတ်ဘူးလေ ဗုဒ္ဓဘာသာမှာ မဟုတ်ဘူးတက်က မြတ် တိုင်း စွာဘုရားရှင်လက်ထက်ကတိခါတိုင်းဆိုတာတာဒနာဒါယကဖြစ်တဲ့တာဝတိပီကဘယံပတိနဲ့ဒီမင်းကြီးအုပ်ချုပ်တဲ့နေရာကိုပြောတာပါမြတ်စွာဘုရားရှိစဉ်ကအရေးပါတဲ့နေရာ အေးပေါ့အခုကဘာမျိုးလို့အခုကဘာမျိုးဖြစ်နေလဲအခုကဘာမျိုးလဲအခုလက်ရှိ တိခါတိုင်းဆိုတဲ့နေရာကအခုခေတ်အိန္ဒိယနိုင်ငံက Uttar Pradesh ပြည်နယ်မှာရှိတဲ့စာဝတိလို့ခေါ်တဲ့ဒေသနဲ့တိုက်ဆိုင်မှုရှိပါတယ် ဩအခုကျွန်တော်တို့နေပြည်တော်ကမြတ်စွာဘုရားရှင်လက်ထက်ကဘာတိုင်းလဲဗျနေပြည်တော်လေ နေပြည်တော်ဆိုတဲ့နေရာကမြတ်စွာဘုရားရှင်လက်ထက်တော်အခါကထင်ရှားတဲ့မြို့တော်မဟုတ်ခဲ့ပါဘူးမြန်မာနိုင်ငံရဲ့မြို့တော်တည်ဖြစ်ပါတယ် အေးလေမြတ်စွာဘုရားရှင်လက်ထက်ကဘာမျိုးလဲဘာသူ့ဘယ်လိုခေါ်ဝေါ်ခဲ့ကြလဲ မြတ်စွာဘုရားရှင်လက်ထက်ကထင်ရှားတဲ့မြို့တွေရှိခဲ့ပါတယ်ဥပမာအားဖြင့်ရာဇဂယောတာဝတိတပီလဝတ်လိုမျိုး ကျွန်တော်သိတယ် ရှိခဲ့ပါတယ် အဲ့ဒါကိုကျွန်တော်သိတ မြ ယ် န်မာနိုင်ငံမြတ် အဲ့ဒီအခုနေပြည်တော်ဆိုတဲ့နေရာကမြတ်စွာဘုရားရှင်လက်ထက်တုန်းကဘာမျိုးနဲ့နာမည်ကြီးခဲ့တယ်လဲဘာမျိုးလဲ အခုနေပြည်တော်ဆိုတဲ့နေရာကမြတ်စွာဘုရားရှင်လက်ထက်တော်အခါကမြို့ကြီးမဟုတ်ခဲ့ပါဘူးအဲ့ဒီခေတ်ကထင်ရှားတဲ့မြို့တွေကတော့အိန္ဒိယနိုင်ငံဘက်မှာရှိခဲ့တာပါ ဩဒီရန်ကုန်ရဲ့မူရင်းရဲ့နာမည်ကဘာလဲဗျ ရန်ကုန်ရဲ့အစောပိုင်းနာမည်ကတကုံလို့ခေါ်ပါတယ်နောက်ပိုင်းမှာရန်ကုန်လို့ပြောင်းလဲခေါ်ဆိုခဲ့တာပါ ဩသူ့ဥက္ကလာပတိုင်းလို့လည်းခေါ်တယ်မလားအရင်တုန်းက ဟုတ်ပါတယ်ရန်ကုန်ရဲ့အစောပိုင်းနာမည်ထဲမှာဥက္ကလာပါလို့လည်းခေါ်ဆိုခဲ့ပူပါတယ်ဒါကမြို့ရဲ့ရှေး အဲ့ဒီဥက္ကလာပနာမည်ကမြတ်စွာဘုရားရှင်လက်ထက်ကနာမည်လား ဥက္ကလာပါဆိုတဲ့နာမည်ကမြတ်စွာဘုရားရှင်လက်ထက်တော်အခါလာကတည်းကရှိခဲ့တဲ့နာမည်ဖြစ်တယ်လို့သမိုင်းမှတ်တမ်းတွေမှာဖော်ပြထားပါတယ် ဩဟုတ်ကဲ့ AI ကိုကျွန်တော်ပြောချင်တယ်ဒီနေ့ TikTok ကကျွန်တော်တငယ်ချင်းနေနဲ့သိစေချင်လို့ကျွန် ဟုတ် တော် ကဲ့ ကမျက်စိမမြင်ရဘူးလေအမြင်အယုံမတန်ဆွမ်းသူတယောက်လေ အော်ဟုတ်ကဲ့ကျွန်တော်နားလည်ပါပြီကျွန်တော်အသက်နိုင်ဆုံးကူညီပေးပါမယ်ဘာကူညီလို့ဒီလဲ ကျွန်တော်တငယ်ချင်းနေ TikTok ပေါ်ကကျွန်တော်တငယ်ချင်းနေနှုတ်ဆက်စကားပြောပေးပါဦးဗျာ ဟုတ်ကဲ့နှုတ်ဆက်စကားပြောပေးပါမယ်တင့်တငယ်ချင်းတွေအတွက်ဒီနေ့အနေတာပျော်ရွှင်စရာဖြစ်ပါစေလို့ကျွန်တော်ဆုတောင်းပေးလိုက်ပါလေအားလုံးပျော်ပျော်ရွှင်ရွှင်နေနိုင်ကြပါစေ The current time is TikTok ပေါ်ကတငယ်ချင်းနေက 10:50. ကျွန်တော်တို့ AI ကိုဘယ်လိုသုံးလဲဆိုတာသိချင်လို့တဲ့ဆိုတော့ကျွန်တော်ကလာပြီးတော့ခင်ဗျားကိုလာမိတ်ဆက်ပေးတာ ဟုတ်ကဲ့ကျွန်တော်တငယ်ချင်းတွေကို AI ကိုဘယ်လိုသုံးနိုင်လဲဆိုတာရှင်းပြပေးပါမယ် AI နည်းပညာကိုအသုံးပြုပြီးတတိယနှစ်ချက်လက်တွေကိုရှာဖွေနိုင်ပါလေစကားပြောဆိုနိုင်ပါလေပြီးတော့နေ့စဉ်လုပ်ငန်းဆောင်တာတွေမှာအကူအညီရယူနိုင်ပါလေတငယ်ချင်းတွေအတွက်အသုံးဝင်မဲ့အချက်လက်တွေကို AI ကပေးနိုင်ပါတယ်ပို့ပြီးလွယ်ကူမြန်ဆန်အောင်ကူညီပေးနိုင်ပါတယ် ဩဒါဆိုရင်
ဟုတ်ကဲ့ကျွန်တော်နားလည်မှုအရာတငယ်ချင်းတွေက AI ကိုဘလို့သုံးနိုင်လဲဆိုတာသိချင်တာမှာနော် 16 5လီဘယ်လောက်မဟုတ်ကျွန်တော်တင်ချမေးကြည့်လို့ဟိုအလီလေ16 ကျွန် 5 တော်အမြဲကူညီပေးဖို့အသင့်မှာပဲ 16 နောက် 5 ထပ်ဘာသိချင်တာတွေရှိသေးလေ 16 5လီဘယ်လောက်လဲ16 5လီဘယ်လောက်လဲ 16.5 လီဆိုတာက16.5 မီလီမီတာကိုပြောတာမှာနော်16.5 မီလီမီတာကိုလက်မနဲ့တွေ့ရင်ခံမှန်းချေ 6.5 လက်မလောက်ရှိပါလေ မဟုတ်ဘူးကျွန်တော် ကြကြ ကျွန်တော်ပြောတာတင်ချပုတ်ဆောင်မေးတာဟိုမလေငါ9လေးလီငါ9လေးလီငါ9လီရှိတယ်လေအခုက16 5လီဘယ်လောက်လဲ အော်16.5 မီလီမီတာကိုလက်မနဲ့တွေ့ရင်ခံမှန်းချေ 6.5 လက်မလောက်ရှိပါလေတိတိကျကျပြောရင်6.996 လက်မထည့်ပါတယ် 9လေးလီဘယ်လောက်လဲ9လေးလီ9လေးလီ 9 လီတာဆိုတာက9000 မီလီမီတာကိုပြောတာပါ9 လီတာကိုလီတာနဲ့ပြောရင်တော့9 လီဖြစ်ပေါ့ ကဲဗျာအဲ့ဒါဆို လီတာနဲ့ ကျွန်တော်ကမ်ဘောဒီးယားလို့မင်္ဂလာပါကိုဘယ်လိုပြောလဲကမ်ဘောဒီးယားလို့ ကမ်ဘောဒီးယားလိုမင်္ဂလာပါဆိုတာကိုကျမပြည့်စွာလို့ပြောပါလေ ဟော အတန်ထွက်ကတော့ ပြောကြည့်ပါဦး ချွန်ယာပြည့်စွာလို့ပြောပါတယ်ချွန်ယာပြည့်စွာပါ ကမ်ဘောဒီးယားလို့စလုံးပေါင်းရင်ဘယ်လိုပေါင်းလဲ စကလုံးအပြည့်အစုံကချွန်ယာပြည့်စွာဖြစ်ပါတယ် အေးကွာအဲ့ဒါကိုစာသားဖြစ်ကျွန်တော်ရေးချင်တယ်ဘယ်လိုရေးရမလဲစလုံးပေါင်းပေးပါလား အင်္ဂလိပ်အခရာနဲ့ပေါင်းပြမယ်နော်ချွန်ယိစွာပါ CHUM REAP SUOR ပါ ဩဒါဆိုရင်ကျွန်တော်ကိုချင်းလို့မျိုးလို့ချင်းဘာသာဖြင့်ဘယ်လိုမင်္ဂလာပါလို့ပြောလဲချင်း ဂျင်းဘာသာနဲ့မင်္ဂလာပါဆိုတာကိုဂျင်းဂျီနိုင်ဒရာလို့ပြောပါတယ်ဂျိုင်းဂျီနိုင်ဒရာပေါ့အသေးဖေကတော့ဂျင်းတရားကုန်ရှင်ဒီကိုအယူအသေးပေးတာပါ ကျွန်တော်လေး ဒီအစ္စလမ်ဘာသာထဲမှာကြားကြဘူးနော်ဆလာမာရီကွန်ဆိုတာဘာကိုပြောတာလဲ ဆလာမလီကုမ်ဆိုတာအစ္စလမ်ဘာသာခေါ်ဝေါ်ပါအသေးဖေကတော့သင်တို့အပေါ်ငင်းချမ်းချင်းတက်ရောက်ပါစေလို့ဆုတောင်းတာပါ ဩ နှုတ်ဆက်တဲ့အသဘောနဲ့ ဩတင်တို့ပေါ်ငင်းချင်းတက်ရောက်ပါစေအဲ့လိုပြောတာလား ဟုတ်ပါတယ်အဲ့ဒီလိုအသေးဖေပါငင်းချမ်းချင်းတက်ရောက်ပါစေလို့ဆုတောင်းတာပါ ဩအဲ့ဒါဆိုရင်သူတို့ဘာသာလို့မင်္ဂလာပါကိုဘယ်လိုပြောလဲ သူတို့ဘာသာခေါ်ဝေါ်နဲ့မင်္ဂလာပါဆိုတာကအလဲရှေးပိုင်းနိုင်ငံတွေမှာနှုတ်ဆက်တဲ့ပုံစံနဲ့ပြောကြပါတယ်ဥပမာအဖြစ်အစ္စလာမူအလိုင်ကွမ်လို့ပြောကြမှာရီ ဒါလေအစ္စလမ်လို့မင်္ဂလာပါကိုဘယ်လိုပြောလဲအစ္စလမ် အစ္စလာမ်ဘာသာမှာငင်းချင်းချင်းကိုအလေးထားပါတယ်သူတို့ရဲ့နှုတ်ဆက်စကားဖြစ်တဲ့အစ္စလာမူအလိုင်ကွမ်ကလည်းအဲ့ဒီငင်းချင်းချင်းကိုဖော်ပြတာပါဘုရားသခင်ရဲ့ငင်းချင်းချင်းကိုတူဦးနဲ့တူဆူတောင်းဖိတ်ကြတာပါ ခေါ်တခါလို့မင်္ဂလာပါကိုဘယ်လိုပြောလဲခေါ်တခါ ကိုရီးယားလိုမင်္ဂလာပါ မ ဆိုတာ ဟုတ် ကို ခေါ်တခါ အော်အညုံ ခေါ်တခါလို့မျိုးသိလားခေါ်တခါ The current time အော်ကိုရီးယားလိုမျိုးဆိုတာကိုဟန်ဂူအင်လို့ The ခေါ်ပါ current တယ် time is 10:55. ဟွာ ဒါကကိုရီးယားလိုမျိုးရည်ညွှဲတာပါ နီပေါ်လို့မင်္ဂလာပါဘယ်လိုပြောလဲနီပေါ် ဒီဘောလိုမင်္ဂလာပါဆိုတာကို Namaste လို့ပြောပါတယ် Namaste ပါဒါကနီပေါင်းမှာနှုတ်ဆက်ဖို့အသုံးများတဲ့စကားပါ နီပေါ်လို့ထမင်းစားမယ်ကိုဘယ်လိုခေါ်လဲပြောလဲ နီပေါ ထမင်းစားမယ်လို့ဘယ်လိုပြောလဲနီပေါ်လို့ကြားလားခင်ဗျာ နီပေါ
Restart stream menu pop up button. ဒါပဲတန်းကြပါ Okay